အားလုံးပဲမင်္ဂလာပါခုတင်ဆက်ပြောပြပေးရှင်တဲ့ပုံပြလေးကတော့အရန်ပြင်းရည်တဲ့မောင်လေးနှံကောင်းနဲ့အလုတ်အရန်ကြိုးစားတဲ့မမပြည့်စိတ်မလေးတို့ရဲ့ဘဝအဆုံးသတ်မှာဘယ်သူကဘယ်လိုနဲ့အေးချမ်းတဲ့ဘဝကိုနေတော်ရမလဲဆိုတဲ့စိတ်ဝင်စားစရာပုံပြအကြောင်းအရာများကိုတင်ဆက်ပြောပြပေးရှင်ပါတယ်ခင်ဗျာနွေရာသီရဲ့နေ့တနေ့မှာပေါင်ပေါင်ဆုံးနဲ့စိမ့်လန်းနေတဲ့ဥယျာဉ်ချမ်းတဲ့ချမ်းတချမ်းမှာပြင်းကြီးနေတဲ့နန်းကောင်တကောင်ဟာစိမ့်လဲလဲတရွက်ပေါ်လဲလောင်ပြီးပြောချင်းစွာတခြင်းတီးဆိုနေခဲ့ပါတယ်။အဲ့ဒီချိန်မှာပြောင်းမှုစိတ်ကိုတည်ဆောင်လာနေတဲ့မမပြည့်စိမ့်မလေးတကောင်ကိုမြင်လိုက်တယ်။ဟေးမမပြည့်စိမ့်မလေးရေနေပါကြောက်တလောက်အထိအလုပ်ကြိုးစားနေတာလေ။ဒီမှာလာပြီးငါနဲ့သူအပေါင်းပြည့်နားယူလိုက်ပါငါတို့မှအချိန်အများကြီးကြံနေသေးတယ်လို့မောင်လေးနှံကောင်ကပြောလိုက်ပါတယ်မမပြည့်စိတ်မလေးကပင်ပန်းနေခဲ့ပေမဲ့မောင်လေးနှံကောင်ရဲ့စကားကိုနားမကြားချင်းရောက်ဆောင်သလိုအလုပ်ကိုပဲမရမနာရိတ်ခါစူဆောင်နေခဲ့တယ်ဆောင်ရသည့်အတွက်ငါရိတ်ခါစူဖို့လုပ်နေတာပါအဲစကားကိုကြားပြီးတည်နေမောင်လေးနှံကောင်ကမမပြည့်စိတ်မလေးကိုကျဲလောင်စွာဟာတိုက်ရင်မောလိုက်တော့တာပေါ့မမပြည့်စိတ်မလေးကပြန်ပြောလိုက်ပါတယ်စောင်းရတီရောက်ရင်အစားအစာကငါ့အတွက်ပူပန်စရာမလိုတော့ဘူးပေါ့အဲ့ဒီချိန်ရောက်ရင်ရာတီဥတုကအရာအေးပြီးဒီလိုရိတ်ခတ်စုဖို့ကမလွယ်တော့ဘူးနော်နေလဲစုထားတင်တယ်လို့မမပြည့်စိတ်မလေးကပြန်ပြောလိုက်ပါတယ်မောင်လေးနှံကောင်ကတော့ရေမောပြီးပြန်ပြောလိုက်ပါတယ်စောင်းရတီရောက်ဖို့ကငါ့အတွက်အဝေးကြီးပါဟာငါမှလိုအပ်တဲ့ပို့တဲ့ရိတ်ခါရှိပြီကွာငါအတွက်နေစိတ်ပူစရာမလိုပါဘူးလို့မောင်လေးနှံကောင်ကပြန်ပြောလိုက်ပါတယ်အဲ့ဒီနောက်မောင်လေးနှံကောင်ကအလုံးမလုံးတော့ပဲအားတဲ့ချိန်တိုင်းကိုတခြင်းဆိုတာအလေးလွတ်တန်းနဲ့ပဲဖြတ်တန်းခဲ့ပါတယ်မမပြည့်စိတ်မလေးကတော့နေ့စဉ်နေ့တိုင်းအိမ်ကိုရိတ်ခါတည်ယူလာပြီးစောင်းရတည်အတွက်ပြင်ဆင်နေခဲ့တာပေါ့အဲ့ဒီချိန်မှာရာတီဥတုကလည်းတဖြည်းဖြည်းပြောင်းလဲလာတာနဲ့အမျှလေကလည်းတဖြည်းဖြည်းအေးလာတည်နေအပြင်တွေရဲ့အရွက်တူကလည်းတဖြည်းဖြည်းမြောက်လီယူနဲ့အတူမိပေါ်သူခြေခါလာတာတွေဖြစ်လာခဲ့တာပေါ့နေ့တွေတဖြည်းဖြည်းကြာလာတာနဲ့အမျှမောင်လေးနှံကောင်ကစားတင်ပြီးချမ်းတုံအေးစိတ်တဲ့အရသာကိုတဖြည်းဖြည်းခံစားလာခဲ့ရပါတယ်အခုချိန်မှာသူ့မှာလည်းနေဖို့အိမ်ကမရှိစားစရာလည်းမရှိသူကတဖြည်းဖြည်းနဲ့ကြောင်းလန့်လာပြီးစားလုံလာပါတော့တယ်နောက်ဆုံးမှာစောင်းရတီရောက်လာတော့နင်းနွေတပွေပွေစားတင်ကြလာပါတော့တယ်မောင်လေးနှံကောင်မှာတော့စားစရာလည်းမရှိနေစရာလည်းမရှိချမ်းကလည်းချမ်းသူရဲ့စားလုံလာတဲ့အတန်ကြောင့်အင်အားကလည်းနေလာပါတော့တယ်သူကအဲ့ဒီချိန်မှာပဲမမပြည့်စိတ်မလေးကိုတတိယလာတယ်။နွေရတီတုံးကပြင်းရင်နေခဲ့တာကိုနောင်တတပြည့်ပြည့်ရလာပြီးအသွေးပေါင်းစုံဖြစ်လာပါတော့တယ်။တစ်ချိန်တည်းမှာပဲမမပြည့်စိတ်မလေးကသူမရဲ့နှွေသွေးတက်တောက်တက်တာတဲ့အိမ်ထဲမှာလုံချွန်စွာနေရင်ဆောင်ရတီအတွက်စားဖို့ရိတ်ခါများစွာရှိနေတယ်။သူမရဲ့ကြိုးစားမှုကအရာထင်လာခဲ့ပြီပေါ့။မောင်လေးနှံကောင်ဖို့ကတော့နင်းဖုံးလွှမ်းနေတဲ့ကွန်ပြင်းထဲမှာတယောက်တည်းပင်ပါနာနဲ့စာနဲ့လမ်းချောက်ပြီးအစာကိုစားလောင်နေရတာပေါ့ကွန်ပြင်းတစ်ခုလုံးကလည်းနင်းတပုတ်ပွေလေးနဲ့ပြင်းနဲ့အေးခဲနေပါတယ်အဲ့ဒီချိန်မှာပဲမောင်လေးနှံကောင်ကမမပြည့်စိတ်မလေးစီမှာအာဆာစားရဖို့တခါကိုစတင်ပြီးတော့ခေါက်ရတော့တာပေါ့စိတ်ဓာတ်ပြည့်စင်လာတဲ့မမပြည့်စိတ်မလေးကလည်းတခါကိုဖွင့်ပြလိုက်တဲ့အခါမောင်လေးနှံကောင်ဖြစ်နေတဲ့ကြောင့်အော်တော့အကြီးနဲ့ကြီးနေခဲ့တာပေါ့မောင်လေးနှံကောင်ကလည်းတနာတော်မျက်လုံးဝမ်းနေနေတဲ့ငိုသားနဲ့ကျွန်တော်ဘိုက်အရန်စားရဲကျေးဇူးပြုပြီးအစားအစာအနှဲငယ်ပေးကမ်းတနာပါလားမမပြည့်စိတ်မလေးကလည်းကျဉ်ကျဉ်နာနာနဲ့အစားအစာတချို့ပေးကမ်းခဲ့ပြီးသူမရဲ့နှွေတွေတက်တောက်တက်တာလာတဲ့အိမ်တဲကိုပြန်ဝင်သွားတော့တာပေါ့မောင်လေးနှံကောင်ကလည်းအစားအစာတချို့ရခဲ့ပြီးတေးပင်အောင်မှာအနောင်သားရစွာနဲ့အရင်ကမမပြည့်စိတ်မလေးရဲ့စကားကိုပြန်ကြားရောက်ပြီးခုတော့အေးခဲလုံးနဲ့စောင်းရတီဦးတို့ရဲ့တန်ကိုကြည်ကြည်နက်နက်နဲ့နင်းကြတဲ့တေးပင်အောင်မှာ
နေသွားရရှာတာပေါ့ဒီပုံပြင်ကတင်ကစားကတော့ငယ်ရွယ်နှပြတဲ့အချိန်မှာပျော်ပါကိုပဲမဲ့မော်ခံမိပြီးပိစံဆူဆောင်နေပဲအိုမင်းမစွမ်းလာတဲ့အချိန်မှာဒုက္ခနဲ့ကြုံတွေ့နိုင်ကြောင်းဒီပုံပြင်ကတင်ကစားတစ်ခုရရှိတော့ခဲ့ရင်ဒီဗီဒီယိုရဲ့ comment အောက်မှာခင်ဗျားတို့ရဲ့အမြင်လဲရေးတော့ပေးခဲ့ပါအောင်ခင်ဗျာ